Mengai đã ngon nào kling chắc mồi có không môn chê nào nè ngon nào bọc linh shit Thai food bài bộ ở quán phải đi tàu lý ở chợ rẻ ngon nào kling shit Thai food free bờ nó rồi bộ bạc là chọn bờ nó kling có sở hot mà nè nhau cái tí lấy xe chọn nếu mà đâu bù chôn nó Thai food nó rồi tao ở nhau tí Thai food เมนูก็กลายมาฮอตชอนก็เลยขอหมูบอเนาะหันในให้เจ้าเลยขอหมออันนี้ชิเซินปลอนเล่นในมาเจนเจนปอเนาะไทยฟู้ดอันนี้ก็เลยเนาะในมาเจนเจนปอเนาะอาจจะเล่นก็สอดก่อนมาเนี่ยชอนเราปุยปอเนาะเล่นก็สอดก่อนมานะแต่เรื่องผู้ชมมาส่วนยิงตีไทยฟู้ดใส่มาละอาเปโลยาเนี่ยเนาะตีใส่ก็ส่วนเนี่ยตั้งเงี้ยจีဖွင့်ထားတဲ့ဆိုင်လေးပေါ့နော်ဒါကြောင့်ဒီ Thai food လေးစားချင်တယ် Thai အစားအစာလေးစားချင်တယ်ဆိုရင်ဒီပူချွန်းကဒီလိပ်စာအတိုင်းလာမှာစားလို့ရပါတယ်မြန်မာစားချင်တယ်ဆိုရင်လည်းဒီတငယ်ချင်းဆိုင်ရဲ့အနားမှာဆိုရင်လည်းမြန်မာဆိုင်ရှိတယ်စားကောင်းတော့ပေါ့နော်ဒါကြောင့်မြန်မာစားစာရော Thai စားရောစားချင်တယ်ဆိုရင်ဒီခုနှင်းပြထားတဲ့လိပ်စာထဲမှာလာစားလို့ရပါတယ်နော်နင်းတငယ်ချင်းဆိုင်ကတော့ Thai food ရောက်ပါတယ်တကယ်လို့ကိုကမြန်မာအစားစားချင်တယ်ဆိုရင်မြန်မာช่วยยังเลยค่ะจ้าบอกဒီလိုမျိုးယာဒီဥစုမလေးရှားယာဒီဥစုပူပူလေးနဲ့ဆိုရင်ရွှေနေတစ်ဖက်လောက်ထားလိုက်ရရင်နော်အေးချမ်းချမ်းလေးနဲ့ရင်ထက်အေးသွားမှာတကယ်ချင်းဆိုင်ကရထားတဲ့သမင်းကျော်တုံရန်ထိုင်းသမင်းကျော်ရဲ့ဒီမှာဆိုမြန်မာဆိုင်ကဝယ်ထားရဲ့တံပေါက်နဲ့ချက်သားရဲ့တံပေါက်ကမစားရတာအရန်ကြာလို့ပေါ့နော်ဒီမှာဆိုစားကြည့်တော့ပေါ့မစိုးဘူးစားကောင်းတယ်နော်စားကောင်းတယ်အများကြီးပါတယ်တန်နဲ့ကြက်သားကလေပေါင်အကြီးကြီးထည့်ထားပေးတဲ့စားကောင်းနေနော်ရွှေရင်အေးကလေးကဆိုအေးလေးနဲ့ဒီမလေးရှားယာဒီဥတုနဲ့ဆိုရင်အရန်ကိုလိုက်ဖက်တာကွာဒါကြောင့်ရွှေရင်အေးလေးမှာစားထားတဲ့ဒီမှာဒီရွှေရင်အေးလေးနဲ့အရန်တောက်လို့ကောင်းတာပေါ့နော်ဒီယာဒီဥတုအရန်ပူနေတဲ့အချိန်မှာဆိုရင်ရွှေရင်အေးလေးနဲ့တောက်ပေးပြီးရင်အေးလေးနဲ့ရင်ထဲကိုအေးချမ်းနေရောဝဲဒီမှာဆိုရင်နင်ကအကျော်ဆုံးလဲမှာထားတာပေါ့နော်ဝယ်ထားတာပေါ့နော်ဒီမှာဆိုအကျော်ဆုံးကျွတ်ရွတ်မွတ်မွတ်လေးအရန်ကောင်းတယ်ဒီဘာကြောက်ကောင်းလဲဆိုတော့အကျော်ဆုံးဆိုတာကသူ့ရဲ့ sauce ပေါ့နော်အချင်းရေကောင်းရင်အကျော်ဆုံးကောင်းတယ်အချင်းရေမကောင်းဘူးဆိုရင်အကျော်ဆုံးစားတာအဆင်မပြေဘူးဒါကြောင့်ဒီဆိုင်ကဆိုရင်အချင်းရေလေးစားလို့ကောင်းတယ်ဒီမြန်မာဆိုင်ရဲ့နာမည်လေးကိုတော့မပြောတော့ဘူးရှင်ဘာဖြစ်လဲဆိုနှင်းဗီဒီယိုကြိုက်ဖို့မိတ်သွားတာပေါ့နော်တကယ်လို့ကိုကမြန်မာစာအစားစာလေးစားချင်တယ်ဆိုရင်ဒီနေ့ရဲ့တငယ်ချင်းရဲ့ဆိုင်ထဲမှာတွားစားလို့ရပါတယ်ရှင်နေ့ရက်တငယ်ချင်းဆိုင်ကဆိုရင်စားကောင်းတယ်နော် Thai food ဆိုင်ပေါ့နော် Thai အစားစာပေါ့နော် Thai အစားစာအမျိုးစုံရတာမလို့နေ့ရက်တငယ်ချင်းဆိုင်ကိုလည်းအားပေးလို့ရတယ်လို့ကိုကမြန်မာအစားစာစားချင်တယ်ဆိုရင်လည်းဒီတငယ်ချင်းရဲ့ဘေးနားကဆိုင်မှာလည်းမြန်မာဆိုင်ရှိတာမလို့နီးတာပေါ့နော်ဒါကြောင့်မြန်မာစားချင်တာဖြစ်ဖြစ် Thai food စားချင်တာဖြစ် Thai စားချင်တာဖြစ်ဖြစ်နင်းပြထားတဲ့လိပ်စာအတိုင်းတွားစားလို့ရပါတယ်ရှင်